9.5 more E2 capacitor heavy the capacitance of 4 microfarad a 12 microfarad or content a series ရှင်းမယ်လို့ပြောတာเนาะ or content a series ပြောမယ်အဲ့ဒီ capacitor လေးနှလုံးကိုသူက series ရှင်းမယ်เนาะဒီမှာချက်ပုံနဲ့လည်းပြထားတယ် AC1 နဲ့ C2 လို့တတ်မှတ်လိုက်မှာပေါ့ဒီမှာဆိုလို့ရှိရင် C1 ကကြောတော့4 microfarad ရှိမယ် C2 ကကြောတော့12 microfaradဟုတ်ပြီနော်သူတို့ကို series ရှင်းမယ်လို့ပြောတယ်အဲ capacitor series ရှင်းတယ်ဆိုလို့ရှိရင်ကျတို့ကဘာတူလဲဆိုလို့ရှိရင် capacitor series ရှင်းတယ်ဆိုလို့ရှိရင်ကျူတူတယ်ဟုတ်ပြီနော်အဲ့လိုမှတ်တာ capacitor series ရှင်းလို့ရှိရင်ကျူတူတယ်ဟုတ်ပြီအဲ့ဆိုလို့ရှိရင် find the equivalent capacitance or the combination of the two capacitor တဲ့ဒီ capacitor လေးလုံးတစ်ခုကိုသူကဘာလုပ်ခိုင်းတော့လဲဆိုလို့ရှိရင်ပေါင်းခိုင်းတာဟုတ်ပြီနော်ဒီပြီးလို့ရှိရင် is the potential difference or the combination is 200 volt လို့ပြောထားတယ်အဲ့မှာသူကတကယ်လို့ကို V ရဲ့တန်ဖိုးပေးထားတယ်เนาะ potential difference V ရဲ့တန်ဖိုးလေးကိုလည်းပေးထားတယ်ပြီးလို့ဘောရှာခိုင်းလဲဆိုလို့ရှိရင် find the potential difference or 12 microfarad capacitor တဲ့ဒီ12 microfarad capacitor ဟာဘာလဲဆိုလို့ရှိရင် C2 เนาะဒီ C2 ပုံမှာတက်ရောက်တဲ့ဒီ V2 လေးကိုရှာခိုင်းတော့ပေါ့เนาะသူလိုချင်တာကလေအဲ့ဒါ12 microfarad လေးရတူရဲ့ potential 6ချင်းကိုရှာပေးပါလို့ပြောတာအဲ့လိုဆိုလို့ရှိရင်ပြန်ပြောမယ်နော်အဲ့လေးရတူ34 microfarad 12 microfarad ရှိတဲ့ဒီလေးရတူတူနှစ်ခုကိုကျတို့ကတားရှင်းရှင်းမယ်တားရှင်းရှင်းမယ်ဆိုလို့ရှိရင်အဲ့ဒီလေးရတူနှစ်ခုရဲ့တဲ့အကျိုးဘောရှာခိုင်းတော့လဲ equivalent capacity ကိုရှာခိုင်းတာเนาะ equivalent capacity လေးကိုရှာပေးပါပြီးလို့ရှိရင်အဲ့ဒီမှာသူ့ရဲ့ potential difference ကဘယ်လောက်ပေးထားလဲဆိုတော့200 volt ဖြစ်မယ်ဆိုလို့ရှိရင်တဲ့အဲ့ဒီ12 microfarad မှာကြာရောက်တဲ့ potential difference လေးကိုပါရှာပေးလို့ပြောတာဟုတ်ပြီเนาะအဲ့တော့ကျတို့က capacitor လေးနှစ်ခုကိုသူက series ရှင်းမယ်လို့ပြောတဲ့အတွက်ကြောင့်မို့လို့ဝိုင်းပိုင်ခံပြီးတော့ပေါင်းပေးရမယ်ပြီးတော့ capacitor ကို series shape ဘာလို့ပေးရမှာလဲ1 by ခံပြီးတော့ပေါင်းပေးရမယ်အဲ့တော့1 by c equal to ဒီ1 by c1 plus 1 by c2 ဖြစ်သွားမယ်အဲ့တော့ဒီ c1 လေးရောကျတော့ full ရှိမယ် c2 ကတော့တွဲအဲ့တော့ကျတို့ကဒီတွဲလိုက်လို့ရှိရင်တော့ c ရဲ့တာဖို့ capacity c လေးရမှာပေါ့နော်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဒီမှာကျတော့ဒီ series ပုံလေးပေါ့နော် C1 နဲ့ C2 series ရှစ်သွားလို့ရှိရင်ဒီမှာ capacity เนาะတလုံးလေးဖြစ်သွားမှာเนาะစုစုပေါင်း capacity တလုံးလေးဖြစ်သွားမယ် equivalent capacity လေးဖြစ်သွားမယ်ပြီးလို့ရှိရင်ကျတို့ကိုသူကဘာပေးထားလဲဆိုလို့ရှိရင် V ရဲ့တန်ဖိုးပေးထားတယ်เนาะ potential difference V ရဲ့တန်ဖိုးကျတော့သူပေးထားတယ်အဲ့တော့ဒီ V တန်ဖိုးလေးလည်းသိတယ်ပြီးလို့ရှိရင်ကျတို့ကဒီမှာကျတော့ C လည်းသိတယ်အဲ့တော့ကျတို့ကဘာမသိသေးဘူးလဲဆိုတော့ကျူမသိသေးဘူးဟုတ်ပြီเนาะအဲ့တော့ C equal to 2 by V မှာမူရင်းပုံသင်ကြီးလေးကဘာရှိလဲ C equal to 2 by v ဟုတ်ပြီအဲ့မှာကျတို့ကဘာကိုရှာလိုက်မလဲဆိုလို့ရှိရင်ဒီကျူလေးကိုရှာလိုက်မယ်เนาะကျူလေးကိုရှာလိုက်မှာကျူ equal to cv အဲ့တော့ဒီ c ရဲ့တန်ဖိုးက3 into 10 power minus 6เนาะ micro ဒီဘာနဲ့တူလဲ minus နဲ့တူတယ်အဲ့တော့ minus 6ဝင်သွားမယ် v ရောကျတော့ဒီစုစုပေါင်း v လေးရောကျတော့2ရောလို့သူပေးထားတယ်အဲ့တော့ကျတို့ကကျူရဲ့တန်ဖိုးလေးရပြီကျူ unit ဘာနဲ့ပြောင်းမလဲဆိုတော့ကူလာเนาะဒါဆိုလို့ရှိရင်300 into 10 power minus 6 minus 6ဒီဘာနဲ့တူတူပဲလဲဆိုတော့ micro နဲ့တူတူပဲအဲ့တော့300 micro ကူလာရောက်သွားပြီအဲ့မှာမသူပြောတာက the magnitude or the charge is resist by the individual capacitor ဒီ charge ဒီဘာဖြစ်လဲဆိုလို့ရှိရင်ကျခုတော့ပြောသလိုပဲ capacitor တလုံးစီအတွက် charge ကအတူတူပဲဟုတ်ပြီเนาะအဲ့လိုပြောတာ therefore is the potential difference or 12 microfarad capacitor ဒီ12 microfarad capacitor မှာရှိတဲ့ potential difference လေးကိုလည်းရှာပေးပါတဲ့အဲ့တော့12 microfarad ဆိုတာဒီဘာဖြစ်လဲ C2 ဖြစ်တဲ့အတွက်ကြောင့်ကျတို့ကဘာကိုရှာပေးရမှာလဲ V2 လေးကိုရှာပေးလိုက်မယ်ဟုတ်ပြီเนาะအဲ့တော့ C equal to 2 by V တော့ဆိုလို့ရှိရင် V equal to ဘာဖြစ်လဲ2 by c ပေါ့အဲ့တော့ v2 ဆိုတဲ့အတွက်ကြောင့်မို့လို့ c လေးကလည်း2ကိုယူပေးရမယ်ဟုတ်ပြီနော်ကျူရောကြတော့တူပဲ c1 လည်းဒီတာဖူးနဲ့ပဲတွေ့ပေးရမယ် c2 ကိုလည်းဒီကျူလေးနဲ့ပဲတွေ့ပေးရမယ်โอเคအဲ့ဆိုလို့ရှိရင်တာဖူးလေးစောသွေးပြီးတွေ့လိုက်တော့ဒီ potential difference v ရဲ့တာဖူးလေးရပါမယ်